မင်္ဂလာပါမိဘပြည်သူညီကိုမောင်နှမအများခင်ဗျာကျွန်တော်တို့ရဲ့ရိုးရာတင်းနှင်းကျေးလက်ရိပ်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းရဲ့အနုပညာအခြေခံအုတ်မြစ်ဖြစ်တဲ့ကျေးလက်ဂီတတွေဘလို့အစပြုပြီးဖွံ့ဖြိုးလာတယ်လဲဆိုတာကိုဆွေးနွေးတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကဲတပြည့်မလီနင်းနူဒီနေ့ဆရာကိုဘာများမေးချင်လို့လဲကွယ်မင်္ဂလာပါဆရာကြီးရှင်နင်းတို့ကဒီနေ့ရိုးရတင်းနဲ့ကျေးလက်ရိပ်ဆိုတဲ့အစီအစဉ်ခေါင်းစဉ်လေးအတိုင်းကျမတို့ရဲ့ကျေးလက်တော်ရွာတွေကတန်စင်လေးတွေဟာဘလို့ပုံစံနဲ့စတင်ခဲ့တယ်လဲဆိုတာကိုသိချင်ပြီလို့ပါဆရာကောင်းပါပြီကွယ်ကျေးလက်ဂီတဆိုတာတကယ်တော့တဘာဝတရားရဲ့ရင်ခွင်ထဲကနေပေါက်ဖွားလာတာနေနုရဲ့ရှေးခေတ်ကမြမလေတော်နေမှာလေထွန်ရင်စပားဆိုင်ရင်ပင်ပန်းမှုတွေကိုဖြေဖြောက်ဖို့အတွက်လေထွန်တေးတွေကောက်ဆိုင်တေးတွေကိုအလိုလိုတီးဆိုခဲ့ကြတာဒါတွေဟာစီးပွားစနစ်တွေထက်စိတ်ကူးယဉ်မှုနဲ့ခံစားချက်ကိုအခြေခံခဲ့တာကိုကွယ်အော်အဲ့ဒီလိုရိုးရိုးလေးတီးဆိုခဲ့ကြတဲ့တေးတန်လေးတွေကနေအခုလိုအိုးစီဒိုးပတ်ဝါလက်ခုတ်တတွေနဲ့မြိုင်မိုင်ဆိုင်ဆိုင်ထစ်လာအောင်ဘလို့တိုးတက်လာခဲ့တာလဲဟင်ဒါကတော့မြမတလီပွဲလန်းသမီးလေးနဲ့ဆက်ဆက်နေတာပေါ့လူတွေဟာစူပေါင်းလက်ကင်ရင်းကနေပျော်ပွဲရှင်ပွဲတွေဖန်တီးလာကြတယ်အဲ့ဒီမှာဝါလက်ခုတ်နေရာမှာပိုးပြီးအတန်ကြီးတဲ့ဝါပတ်တလားတွေဘုံတိုးဘုံရှည်တွေဖြစ်လာတယ်အထူးသဖြင့်ကုန်းမောင်ခက်နောက်ပိုင်းမှာကျေးလက်ကလာတဲ့ပြောတန်တွေဒိုးပတ်တန်တွေကိုနန်းတွင်ဂီတပညာရှင်တွေကစနစ်တကျပြုပြင်ထိုင်းတင်ခဲ့ကြပြီးကျေးလက်ရေကန်တွေနန်းရစ်စီကိုပြန်နှံရုပ်ရှိလာတာကိုနင်တို့ရဲ့အဲ့ဒါကြောင့်ကျေးလက်တွေကိုနားထောင်လိုက်ရင်ရိုးသားမှုနဲ့အတူခိုင်မာတဲ့ရိုးရအငွေအသက်တွေကိုရနေတာပေါ့နော်ဆရာမှန်တာပေါ့ကွယ်ကျေးလက်ဂီတဟာဆရာတို့မြမရိုးရရဲ့အသက်သွေးကြောပဲဒါတွေကိုကျွန်တော်တို့ကနားလေတန်ဖိုးထားပြီးလက်ဆင့်ကမ်းထိမ့်သိမ့်တော့ကြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးရှင်ဒီနေ့တော့ကျေးလက်ဂီတရဲ့မြက်ဖျားခံရကိုဘဟုတုတအဖြစ်တေချာသိရှိခွင့်ရလိုက်ပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးရှင်ကောင်းပါပြီကွယ်တောတာရှင်အပေါင်းတို့ခင်ဗျာအခုလိုရိုးရသေးတန်လေးတွေနဲ့အတူစိတ်နှလုံးအေးချမ်းကြပါစေကြောင်းစုမုံကောင်းတောင်းဟင်းဒီနေ့ရိုးရသေးနှင့်ကျေးလက်ရည်အစည်းအဝေးလေးကိုဒီတင်ပဲညီကုန်းချုပ်ခွင့်ပြုပါခင်ဗျာအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေညာ